Chindam kul chawzani COVID-19 kamnak cha a peng pakhat tangka ches singkul chiao bom nak apek chindam kul a COVID-19 zot nak shik akar lo nak nga chindam kul chawzani zot nak shik ikam nak cha le runven nak cha a tangka ches sing thong khat man atim I peng pakhat chiao chu tangka ches singkul chiao bom nak apek te chindam kul chawza chimpun nak nol ngai tu sin in kan thai COVID-19 zot nak kam nak cha a chindam kul chawza ni chindam kul peng pakwa chu peng pakhat a tangka ches singkul chiao kan bom na chun si in lian deuh a nak po a COVID-19 mi zo adang te in zau khet nak kan tu adar di na chun COVID-19 zot nak angai mi chu CCTV in zau khen kho nak ding kan tu ramchung ram lem bom nak vial te le pi thang su ni akan pek mi bom nak vial te zong ama le chan te a peng kip phan khau di ding in kan to lel kau tia chindam kul chawza chimpon nak nol ngai tu minister pu su that ni DVC a achim General di masla nasa liya ni di chipi ni diding ma di lu pertama tu lu nasi ma satu bi sore general chipi ni swap ko ni chachi aye wa siwi khaw bi lo di COVID-19 ko ka kwe ko ye thin chong nai ko na ku ta mu lo nai ko to siwi chachan lo pa le lo bi lo ari ya thwat la de som phet chat nya ya general diding ne kat te ko aye bo aku ni pe bo to ko PC niကာကွယ်ရေးပစ္စည်းတွေထိန်းချုပ်တဲ့ဟိုဟာတွေနောက်ပြီးတော့ကုသမှုတွေလိုအပ်တဲ့ဟာကိုချက်ချင်းကျွန်တော်တို့လုပ်ပါတယ်အဲ့ဒါနဲ့တပြိုင်နက်အခြားသူနဲ့ဆက်ဆက်တဲ့ထိတွေ့တဲ့လူတွေအားလုံးကိုလည်းဟို quarantine ဖြစ်နိုင်အောင်ပေါ့နော် home quarantine ဖြစ်နိုင်အောင်ကျွန်တော်တို့လုပ်ပါတယ်လုပ်ပြီးတော့ကတ်တဲ့ဆိုရင်တော့ကျွန်တော်တို့လုပ်တော့အဲ့ဒါလေးကိုလုပ်လိုက်တယ်လုပ်လိုက်ပြီးတော့မှသူတို့အတွက်လိုအပ်တဲ့ဟိုထောက်ပံ့မှုတွေလည်းပေးတယ်ဆိုတော့နိုင်ငံတကာကကူညီတဲ့အပိုင်းတွေလည်းရှိတယ်နိုင်ငံခြားကအဖွဲ့တွေလည်းကျွန်တော်တို့ဆက်သွယ်တယ်ဆက်သွယ်ပြီးတော့သူတို့စီကလှူဒါန်းတဲ့အလှူငွေတွေကိုလည်းဟိုပစ္စည်းတွေကိုလည်းလက်ခံတယ်ဟိုဟာနဲ့ဆိုရင်တော့ကျွန်တော်တို့ဒီအဓိကလူနာကိုထိန်းချုပ်ဖို့အပိုင်းမှာဆရာဝန်တွေသူနာပြုတွေအတွက် PPE ဝတ်ဆောင်ကလည်းအရေးကြီးတယ်နောက် mask တွေ glove တွေအခြားဆက်ဆက်တဲ့ဟာတွေပေါ့နော်လိုတဲ့အတွက်ကုမ္ပဏီတွေကလည်းကျွန်တော်တို့ကိုအဲ့ဒါတွေတော့ကူညီပေးတယ်ဆိုတော့မမရဆိုရင်တော့ကျွန်တော်တို့ excellent fortune company ကနေပြီးတော့ဒီ PPE အထက်တရားနောက်ကျွန်တော်တို့စီမှာငကိုမူလာကရှိနေတာအထက်တရားရှိတယ်ပြည်နေမှာလေအဲဒီနောက်အဲ့ဒီ company ကနေအထက်တရားနောက်လက်အိတ်နောက်ဒီနှာခေါင်းစည်း mask နဲ့အခြားလိုအပ်တဲ့ဟာသူတို့350နဲ့3ပို့လောက်လှူပေးပါတယ်လှူပေးတဲ့ဟာတွေကျွန်တော်တို့အခမ်းအနားနဲ့လက်ခံပြီးတော့မလိုတဲ့နေရာတွေလိုက်ပို့တယ်နောက်မျိုးနဲ့ကိုကူလုံးလှောင်းချောင်းအောင်လဲကျွန်တော်တို့အနေနဲ့လိုအပ်တဲ့ထောက်ပံ့မှုတွေပေးဖို့အတွက်မျိုးနဲ့တစ်မျိုးနဲ့ကို30စီပေါ့နော်အရေးပေါ်ဒီ facility quarantine လုပ်နိုင်ဖို့အတွက်ပေါ့အရေးပေါ်မျိုးနဲ့တစ်မျိုးနဲ့30ပေးပြီးတော့မှချက်ချင်းလူနာဖြစ်ပေါ်ခဲ့ရင်ဟိုခွဲထားဖို့ပေါ့နော် home quarantine လုပ်တာရှိတယ်နောက် facility quarantine လုပ်တာရှိတယ်နောက်အဲ့ဒီပြင်ကျွန်တော်တို့ isolate အဲ့ဒီ quarantine လုပ်နိုင်ဖို့အတွက်ကိုလည်းအခုစေုံတိုင်းမှာတိစောက်ခိုင်းနေပါတယ်အဓိကတော့ဟာခါတို့တိတိမ်တို့နေရာမျိုးမှာဟိုတိဆောက်တဲ့အခြားမျိုးတွေမှာလည်းလုပ်နိုင်အောင်လုပ်ထားတယ်တလောကကျွန်တော်ဖလန်သွားလို့လည်းဖလန်မှာလည်းတကယ်ကိုလူနာကိုကျွန်တော် CCTV နဲ့ဟလာစောင့်ကြည့်နိုင်အောင်ထိပါတိဆောက်ထားတာတွေတွေ့ပါတယ်ဆိုတော့ပြည်ပကအကူအညီရတာကိုလည်းကျွန်တော်ဒီမှာချက်ချင်းဟိုလိုအပ်တယ်လို့သုံးတယ်နောက်ပြည်နယ်ကရတာနောက်တစ်ခါပြည်ထောင်စုကပံ့ပိုးတဲ့ secretary တွေပစ္စည်းတွေအဲ့ဒါကိုလည်းသက်ဆိုင်ရာမျိုးနေတွေအရောက်အများဆုံးပို့ပြီးတော့လုပ်ပါတယ်နောက်ဒီ quarantine လုပ်တဲ့ကာလမှာအခက်အခဲဖြစ်မှာဆိုလို့ပြည်သူတွေရဲ့စိုးရိမ်ပူပန်မှုမရှိအောင်ဒီဆန်စီစာပဲဆိုတဲ့ဟာမျိုးလေကုန်စည်စစ်ဆေးမှုမပြတ်အောင်ကျွန်တော်တို့ဒီကုန်ကားတွေကုန်နဲ့ဆက်သွယ်တဲ့ဟာတွေကိုကျွန်တော်မပိတ်ဘူးကျွန်တော်တို့ချင်းပြည်နယ်ရဲ့အနေထားကကလေးနောက်ပြီးတော့ကံကောဘက်ကလာတဲ့ကုန်ကားကြီးတွေအပေါ်မှာမိခိုပြီးတော့မှဒါကုန်ရောက်ကုန်ဝယ်လုပ်ကြတာဖြစ်တဲ့အတွက်အဲ့ဒါသူ့ရဲ့ပါလာတဲ့ driver တွေအဲ့ဒါ spare ကိုပဲကျွန်တော်တို့ဒီစစ်ဆေးတဲ့ပေါ့နော်ယောဂရှိမရှိအပူချိန်ရှိမရှိတာကိုစမ်းသပ်တာကိုလုပ်ပြီးမှသူတို့ကတော့ဒီကုန်ရောက်ကုန်ဝယ်အတွက်မပြတ်လောက်အောင်လုပ်ထားတယ်ကုန်စည်ဈေးတက်တာလေးတွေဖြစ်ခါစားချက်ချင်းရှိပြီမဲ့နောက်ပိုင်းမှာကျွန်တော်တို့သက်ဆိုင်တာမရှိသူတွေနဲ့ CBN နဲ့ဈေးကုန်တီတွေနဲ့ညှိနှိုင်းတဲ့အချိန်မှာကုန်စည်ကတော့ဒီလောက်ထိဈေးတက်တာမရှိပါဘူး chindam kul titimpeng capital khwai a USA in atlung mi pa pakhat sina COVID-19 zot nak shik mu asi nu in chindam kul chawzani lakrok meeting atwa nu a hibantuk in becha nak atwa I bom nak apeki si tia kan thai